ပြီးတော့ပတ်တန်ဆွဲမယ်နော်စကပ်ပတ်တန်လေးစဆွဲမယ်ဆွဲဖို့အတွက်ကိုအမတို့ဘေးကို 2cm လေးနော်မြင်းလေးဆွဲထားလိုက်မယ်ရှာမယ်နော်ဘေးလေးကို 2cm လေးဆွဲထားလိုက်မယ်ဒီအပေါ်ကျတော့အမတို့ 3cm လေးမြင်းတစ်ပြားလောက်ဆွဲထားလိုက်မယ်ဒီထိရမလားဟုတ်ပြီနော်ဒီထိရမယ်နော် 2cm မြင်းတစ်ချောင်းဆွဲလိုက်တယ်ဘေးကို 3cm မြင်းတစ်ချောင်းမြင်းတစ်ပြားဆွဲလိုက်တယ်နော်ဟုတ်ပြီအဲ့ဒါပြီးသွားပြီဆိုရင်အမတို့ကအရင်ဦးဆုံးဒီထိတ်ကနေပေါ့နော်ဒါခါမြင့်ဖြစ်သွားပြီဒီပေါ်မြင်းဒီပါမြင်းလဲခါမြင့်ဖြစ်သွားပြီနော်ခါပြီးသွားရင်အမတို့ကတင်ကြမြင်းကိုရှာမယ်တင်ကြတင်အမြင့်အတူတူပဲဒီမှာကိုဘယ်လောက်ရခဲ့လဲရခဲ့တဲ့အဖြစ်ကိုစားသွင်းမယ်အမဒီ21ခွဲဖြစ်တဲ့အတွက်ကြောင့်ဒီထိတ်ကနေဒီအောက်ကို 21.5 မှတ်တယ်မြင်းတွေကိုတစ်မှတ်တည်းဘယ်တော့မှမမှတ်ပါနဲ့အမတို့တွေ2မှတ်လောက်မှတ်မယ်နော် 21.5 ဆိုပြီးတော့ဒီမှာမှတ်မယ်ဟုတ်ပြီနော် 21.5 ဆိုပြီးတော့မှတ်တယ်ပြီးသွားပြီဆိုရင်မြင်းဆွဲမယ်အဲ့တော့ဒီ line ဒီဘာ line လဲဆိုတော့ဒီ line ဒီတင် line ရမယ်နော်ဒါဒီတင်ဖြစ်မယ်ဒါဒီခါဖြစ်မယ်အဲ့ဒီရမယ်နော်ပြီးသွားရင်နောက်ဆုံးကအရှည်ပေါ့နော်အဲ့တော့မတို့ ready to wear တွေကကြတော့မတို့ကပ်ပြားလေးတွေထုတ်ထားတာပေါ့နော်အဲ့တော့အရှည်ကြီးတွေဆိုသိမ်းရအရန်ခက်တယ်အဲ့တော့အရှည်တွေပါထုတ်ချင်တယ်ဆိုရင်ဒီအခုအမားတို့ယူတဲ့အရှည်ကိုမှဘလောက်ထပ်ဆက်ရင်ကိုလိုချင်တဲ့အရှည်ရမယ်ဆိုပြီးတော့ထပ်ဆက်ပြီးတော့ပဲဆွဲမှာအဲ့တော့အရင်ဦးဆုံးကိုကနဲ့ကိုဒီမှာကပ်ပြားလေးတွေထုတ်ရင်လွယ်လွယ်ကူကူသိမ်းလို့ရအောင်မတို့ကအတူလေးတွေပဲထုတ်သိမ်းတယ်ဘလောက်အတူလောက်ကိုသိမ်းလဲဆိုတော့45သို့မဟုတ်50 cm လောက်အရှည်ပေါ့နော်အဲ့ဒီဝင်းကျင်လောက်ကလေးကိုပဲအမတို့ထုတ်မယ်ပေါ့နော်အဲ့ဒီမှာဆိုရင်မက45 cm လောက်လေးထုတ်လိုက်မယ်ပြီးွားရင်ကိုယ့်ရဲ့အရှည်မှာအရှည်45လို့ရေးထားတကယ်လို့ကိုက90 cm လောက်အရှည်နဲ့ချုပ်ချင်ရင်နောက်ထပ်45 cm ထပ်ဆွဲလိုက်အဲ့ဒါဆိုရင်ကိုလိုချင်တဲ့အရှည်ရပြီနော်50 cm နဲ့ချုပ်ချင်ရင်45အောင်မှ9ထပ်ပြီးတော့အောက်ကိုဆင်းလိုက်အဲ့ဒါဆိုရင်အမတို့လိုချင်တဲ့အရှည်ရပြီဟုတ်ပြီနော်အဲ့လိုပုံစံမျိုးလေးဆွဲမယ်ဘာဖြစ်လို့လဲဆိုတော့အမတို့ဒီကပ်ပြားလေးတွေကကြတော့အတူလေးတွေတိန်းတာပဲအဆင်ပြေတယ်ပေါ့နော်အကြီးကြီးတွေဆိုခောက်သွားတဲ့အတွက်ကြောင့်ဒီမှာ45 50 55အဲ့လောက်ဝန်းကျင်လောက်လေးတွေပဲတိန်းပြီပေါ့နော်ဒီကနေမှ45လောက်ထုတ်လိုက်နော်အမ45လောက်ပဲဆွဲလိုက်တာနော်ကိုက50လောက်လေးထားခြင်းတယ်ဆိုလဲရတယ်50လောက်ဆိုရင်နောက်ထပ်အမတို့ကတကယ်လို့100 cm အရှည်လို့ဘာလို့ဆိုရင်နောက်ထပ်50 cm ထပ်ဆင်အရှည်ရပြီပေါ့နော်အဲ့တော့ဒီမှာကိုရထားတဲ့အရှည်ပေါ့နော်ကိုရထားတဲ့ကိုယူထားတဲ့အရှည်ကိုကိုကလည်းကိုမှတ်ထားတော့ကြဘယ်လောက်ထပ်ဆက်ရမှမသိမှာမဟုတ်လို့ရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်မတို့ကတင်ခါတင်အရှည်3မျိုး line 3 line ရသွားပြီပေါ့နော်အဲ့ဒါဆိုရင်ဒီမှာမတို့ဒီမှာစပြီးတော့ခါမှာခါအဖြစ်ကိုအစားသွင်းမယ်เนาะအဲ့တော့ဒီမှာဆိုရင်အမတို့ဒီလိုမျိုးပတ်တန်ကိုဒီလိုမျိုးထားရင်ဒီဘက်ဘယ်ဘက်ဒီအနောက်ညာဘက်ဒီအရှည်ပေါ့เนาะအဲ့တော့အမတို့ဒီဘက်မှာဆိုရင်အနောက်ချမ်းကိုလည်းရှိမယ်ဒီဘက်မှာဆိုရင်အရှည်ချမ်းကိုလည်းရှိမယ်အဲ့တော့ဒီဘက်ကနေအမတို့ကစဆွဲမယ်ဆိုတော့အနောက်ဘက်ပေါ့เนาะအနောက်ဘက်ကနေစပြီးတော့ဆွဲမယ်ဆိုတော့အမားတို့ကတင်ကိုအရင်ဆုံးသွားမယ်တင်နဲ့ပေါင်ခတ်မှာဖြစ်တဲ့အတွက်ကြောင့်အနောက်တင်ဒီဘယ်လောက်လဲ23ရထားတယ်နော်23ရထားတယ်အဲ့ဒီအတွက်ကြောင့်ဒီကနေပြီးတော့23ဆိုပြီးတော့မှတ်မယ်ဟုတ်ပြီနော်23ဆိုပြီးတော့မှတ်တယ်ပြီးသွားရင်အရှည်ရနေပြီးတော့လဲ23ဆိုပြီးတော့မှတ်ပေးရမယ်နော်ပြီးသွားရင်အဲ့ဒီနှစ်ခုကိုတိုက်ပြီးတော့အပေါ်အထိမြင်ဆွဲမယ်နော်အဲ့တော့မတို့ကဒါဒီနောက်ချမ်းဖြစ်တယ် back ဟုတ်ပြီနော်ပြီးသွားရင်မတို့ကဒီမှာအရှည်ချမ်းကိုဆက်ထုတ်မယ်အဲ့ဒီအတွက်ကြောင့်ဘယ်လောက်ချပေးမလဲဆိုတော့အမကို 1.5 မြင်းတစ်ချောင်းလေးဒီလိုလေးဆွဲပြီးဘေးချင်းကတ်ဆွဲခြင်းလည်းရတယ်ဒါပေမဲ့မဆွဲဘူးเนาะနည်းနည်းလေးဒီလိုလေးချလိုက်တယ်1 or 1.5 လောက်ကလေးမြင်းလေးတစ်ချောင်းလေးဆွဲလိုက်ပေါ့เนาะဆွဲပြီးသွားပြီဆိုရင်အမတို့အရှည်တင်ဘယ်လောက်ရလဲ22ခွဲဖြစ်တဲ့အတွက်ကြောင့်ဒီကနေပြီးတော့22ခွဲတမှတ်မှတ်ပြီးသွားရင်ဒီကနေပြီးတော့22ခွဲတမှတ်မှတ်ပြီးသွားရင်အဲ့နှစ်ခုကိုတိုက်ပြီးတော့မင်းတစ်ချောင်းဆွဲထုတ်ပေးရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင်ငါတို့ကဒီဘက်မှာပုံနေတဲ့ဟာကိုမထိုင်လိုက်ရရတယ်နော်အဲ့တော့ဒါဒီအမတို့က friend ပေါ့နော်အဲ့တော့အမတို့ဒီမှာ frame ရပါပြီဒီဘက်မှာအနောက်ဒီဘက်မှာအရှိဟုတ်ပြီနော်အဲ့တော့တင်နဲ့ဘောင်ခတ်ပြီးဒီလိုမျိုးလေးဆွဲလိုက်တယ်အဲ့တော့ပြီးသွားရင်ခါးတွေပါလေအစားသွင်းမယ်နော်အဲ့တော့အနောက်ချမ်းကိုစပြီးတော့အမတို့ဆွဲမယ်နော်
အဲ့တော့အနောက်ခြံကိုစားဆွဲဖို့အတွက်ကအမတို့အနောက်ခါအဖြေကဘယ်လောက်ရထားလဲပေါ့နော်ဒီမှာမတို့ကြည့်ရအောင်အနောက်ခြမ်းရဲ့ခါအဖြေက18ခွဲနော်18ခွဲဆိုတဲ့အဖြေရထားတယ်အဲ့အတွက်ကြောင့်မတို့ဒီကနေပြီးတော့ဒီကနေပြီးတော့နော်ဒီကနေပြီးတော့ဒီကို18ခွဲမှတ်တယ်နော်18ခွဲကိုဒီလိုညင်းဒီလိုရှိရှိလေးမှတ်တယ်ရမယ်နော်ပြီးသွားရင်အဲ့ဒီ18ခွဲအပေါ်ကိုဘယ်လောက်တက်မလဲ1တက်မလဲပုံသေးစိုက်တိုင်း1 cm တက်တယ်ဟုတ်ပြီနော်တက်လိုက်တဲ့1 cm အမှတ်ကိုဒီထောင်းနဲ့ဒီလိုဆက်တယ်ဒီရမလားကိုရဲ့အနောက်ခါနော်အရှိဆိုလဲကို18ဆို18ခွဲပေါ့နော်ဒီမှာကို20ရတယ်20ပေါ့အဲ့ရနေမှာ1တက်တယ်ဒီလိုဆွဲလိုက်တယ်နော်ပုံသေးပဲနော်အခုပြတဲ့ဟာကပြီးွားရင်ဒါကတင်လိုင်းနော်ဒါကတင်လိုင်းလို့ပြောထားတယ်တင်လိုင်းရဲ့အပေါ်လေးအမ3 cm လောက်လေးတက်ပြီနော်ဒီလိုလေးတစ်ခါလေးဆွဲလိုက်မယ်အရှိရောအနောက်ကောနော်3လောက်လေးတက်ပြီအရှိရောအနောက်ကောတစ်ခါလေးဆွဲလိုက်တယ်နော်ဆိုတော့အရှိကြမှာမေ့သွားမှာမလို့လေတစ်ခါလေးဒီလိုလေးဆွဲလိုက်တယ်ဆွဲပြီးသွားပြီဆိုရင်အမတို့ဒီမှာနော် curve ကိုအခုပြတဲ့လိုမျိုးလေးပဲကင်မယ်နော်ဒီလိုကင်နာကကြတော့အမတို့လေးဝပြီးတော့ခါးဘေးမှာအစီများတဲ့အပိုင်းလေးကိုပဲကင်ပြီးခုလောလောဆယ်ကအမတို့က site သေးလေးဖြစ်တဲ့အတွက်ကြောင့်ဒီလိုလေးကင်မယ်နော်အဲ့တော့ဒီလိုလေးကင်တဲ့အခါမှာအမတို့ကဒီတဲအထိဝင်မှာဖြစ်တဲ့အတွက်ကြောင့်3 cm တက်ပြီးတော့လေ white တာမဟုတ်ဒီတဲအထိလာကွေးပြီး white နေမှာမဟုတ်လို့နော်အဲ့တော့ဒီလိုမျိုးပေါ့နော်ကိုယ့်ရဲ့ shape ကြောလေးကိုဒီမှာရမယ်နော်ဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာဒီလိုမျိုးလေးရပါပြီပေါ့နော်အဲ့တော့အနောက်ချမ်းရဲ့ခါမှာဗာကြံလဲထောက်ကြံတယ်နော်ထောက်အနောက်ချမ်းရဲ့ထောက်ဒီခါတဝက်ဖြစ်တယ်ပေါ့နော်အဲ့တော့ခါတဝက်ပေါ့နော်အဲ့တော့ခါတဝက်ဒီအမတို့က18ခွဲနော်ဒီကနေဒီထိဒီ18ခွဲတဝက်ဝက်လိုက်တော့18ဆိုတာက6ပေါ့နော်6နှစ်လေးရ18ဆိုတော့ခွဲရကြတော့2.5ဆိုတော့18.2 25ပေါ့နော်9.25 sorry 9.25ဖြစ်တဲ့အဖြေရเนาะပြီးတော့အမတို့ကဒေါက်စာဘယ်လောက်ပေါင်းလဲ3ပေါင်းခဲ့တယ်เนาะ3ပေါင်းခဲ့တာဖြစ်တဲ့အတွက်ကြောင့်1.5เนาะအဲ့ဒီမှာကတဝက်เนาะခါကိုတဝက်ဝတ်တယ်အဲ့မှာနော်ခါတဝက်ဝတ်တယ်ပြီးွားရင်ဒေါက်စာကတစ်ဖက်ကို1.5ပြီးတော့အမတို့ကဒီလိုမျိုးတက်သွားတာဟုတ်တယ်နော်ဒီလိုတက်သွားတာဖြစ်တဲ့အတွက်ကြောင့်အဲ့တက်တဲ့မြင်းကိုပဲဒီလိုဒေါက်မှန်ယူဒီမှာနော်ဒီလိုဒေါက်မှန်ယူပြီးတော့ဒီလိုဆွဲချဒီလိုမဟုတ်ဘူးနော်ဒီမှာနော်ဒီနေရာမှာဒီလိုတက်သွားတဲ့ဒီမြင်းအဲ့ဒီမြင်းကနေပဲဒီလိုလေးဒေါက်မှန်လေးယူပြီးတော့ဆွဲချမယ်အနောက်ထောက်ရဲ့အရှိဒီအမတို့ဘယ်လောက်ရှိရမလဲဆိုတော့14 15နော်အဲ့တော့မှဒီမှာ14ယူလိုက်တယ်14လောက်ဆိုအဆင်ပြေပါတယ်နော်နည်းနည်း size ကြီးသွားမှ15လောက်ယူပေါ့နော်အဲ့တော့ဒီမှာအဲ့တော့1.5နော်ဟုတ်ပြီနော်အဲ့တော့အမတို့ဒီဓာတ်အရှိပေါ့နော်ဓာတ်အရှိဒီ14 15စီရမလားဟုတ်ပြီနော်အဲ့ဒါဆိုရင်အမတို့ဒီမှာအနောက်ချမ်းရဲ့ပတ်တန်ကဒါပဲအနောက်ချမ်းရဲ့စကပ်ပတန်ကဒီမှာပဲပြီးသွားပြီเนาะဒါလေးပဲဒီလိုလေးအဲ့တော့ basis frame ပေါ့เนาะဒါအဲ့တော့အရှိချမ်းပတန်ကိုဆက်ပြီးတော့ဆွဲမယ်เนาะ